ဝိုင်းကြီးပပတ်ဒူဝေဆိုတဲ့ကစားနည်းကိုငငယ်ကလူတိုင်းကစားပူကြမှာပါဒီကစားနည်းကိုကျမတို့နိုင်ငံမှာပဲကစားတာမဟုတ်ပါဘူးတခြားနိုင်ငံတွေမှာလည်းပုံစံအမျိုးမျိုးနဲ့စောက်ကစားကြပါတယ်ဒါပေမဲ့သူတို့စီမှာခေါ်တာကတော့ ringa rosie လို့ခေါ်ကြတာပါဒီကစားနည်းမှာကလေးငယ်လေးတွေကတယောက်နဲ့တယောက်လက်ချင်းချိတ်ပြီးပျော်ပျော်ရွှင်ရွှင်ဝိုင်းဖွဲ့ပြီးတော့စောက်ကစားကြတာပဲဖြစ်ပါတယ်ကျမတို့ငယ်တုန်းကတော့ဒီကစားနည်းဆော့ပြီးဆိုရင်ဝိုင်းကြီးပပတ်ဒူဝေးဆိုတဲ့စာသားကိုအသုံးပြုပြီးတော့ဆော့ကြတာပါဒါပေမဲ့တခြားနိုင်ငံတွေမှာတော့ ringa rosie ဆိုတဲ့စာသားတွေကိုရွတ်ဆိုပြီးတော့ကစားကြတာပဲဖြစ်ပါတယ်ဒီနေ့ပြပြပေးချင်တာကကျမတို့ငယ်ငယ်ကဆော့ခဲ့ကြတဲ့ဝိုင်းကြီးပပတ်ဒူဝေးကစားနည်းရဲ့နောက်ွယ်ကဖြစ်ရမှန်အကြောင်းအရာလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး ringa rosie ရဲ့စာသားလေးအပြည့်အစုံကိုနားထောင်ကြည့်ရအောင်နော်သူများနိုင်ငံမှာတော့ဒီလိုမျိုးစာသားလေးကိုထည့်ပြီးကျမတို့ငယ်ငယ်ကစော့တယ်လို့မျိုးကစားကြတာပါဒီစာသားလေးထဲမှာပါတဲ့ Rosie ဆိုတာကတော့အမျိုးသမီးတစ်ယောက်ရဲ့နာမည်ကိုပြောတာမဟုတ်ပါဘူးလွန်ခဲ့တဲ့1665ခုနှစ်တုန်းက London Great Plate လို့ခေါ်တဲ့ Plate ယောဂကဆူကြီးတစ်ခုဖြစ်တာကနေဒီကစားနည်းကစတင်ခဲ့တာပဲဖြစ်ပါတယ်လန်ဒန်ကလူတွေကအနာတွေပေါက်ခဲ့ပြီးတော့အဲ့ဒီအချိန်တုန်းကလူတော်များများတည်ခဲ့တဲ့အတွက်ကြောင့်မို့လို့တည်သွားတဲ့အလောင်းတွေကိုအိတ်တွေနဲ့ထုတ်ပြီးတော့လွှင့်ပစ်တာကျွင်းကြီးတစ်ခုတူးပြီးတော့အဲ့ထဲမှာပဲထည့်တာမျိုးတွေလုပ်ခဲ့ကြပါတယ်နောက်တော့အလောင်းတွေကိုစုပြီးမိရှုတာမျိုးတွေအထိပါလုပ်ခဲ့တာပါဒါကြောင့်မို့လို့အယိုးပြလို့အတိတ်ပဲရတဲ့အရှက်ကိုထည့်ဆိုခဲ့ကြတာပါစာသားထဲမှာ we all fall down လို့ဆိုခဲ့ကြတာကလန်ဒန်ကလူဦးရေတစ်ဝက်လောက်ကအဲ့ဒီကယောဂါဆိုကြောင့်တော်တော်များများသိဆုံးခဲ့ရတာမို့လို့ပဲဖြစ်ပါတယ်ဒီ ringa rosie ဒါမှမဟုတ်ဝမ်ချီပပတ်ဒူဝေကစားနည်းရဲ့အမှောင်ဘက်ခြမ်းကိုတည်သွားတဲ့အချိန်မှာရီမောပျော်ရွှင်ပြီးတော့ဆော့ကစားနိုင်တော့မှာမဟုတ်ပါဘူးနောက်ပြီးဒီတစ်ခုတည်းတည်းမဟုတ်ပါဘူးငငယ်ကဆော့ခဲ့တဲ့ကစားနည်းတွေထဲမှာ6ပွဲရအမှောင်ဘက်ခြမ်းတွေလည်းရှိနေပါတယ်နောက်ထပ်ကစားနည်းတစ်ခုကတော့လန်ဒန်တရားကစားနည်းပဲဖြစ်ပါတယ်ကျမတို့ငငယ်တုန်းကတော့ဒီကစားနည်းကိုရွှေတကားကြီးဖွင့်ပါအောင်ဆိုပြီးတော့ဆော့ကစားခဲ့ကြတာပါကစားတဲ့အခါမှာလည်းလူနှစ်ယောက်ကမတ်တက်ရက်ပြီးတော့လန်ဒန်တရားလိုမျိုးပြုလုပ်ကြတာပဲဖြစ်ပါတယ်။ကျန်တဲ့ကလေးငယ်လေးတွေကတရားအောက်ကနေပြီးတော့ဖြတ်သွားပြီးဆော့ရတဲ့ကစားနည်းတစ်ခုပါ။နေရာဒေသမတူတဲ့အတွက်ကြောင့်မို့လို့ကစားနည်းအခေါ်အဝေါ်ကပြောင်းလဲပေမဲ့ကစားတဲ့ပုံစံကတော့အတူတူပါပဲ။ဒါကြောင့်မို့လို့ဒီကစားနည်းကိုကလေးတိုင်းဆော့ဘူးခဲ့ကြမယ်ထင်ပါတယ်။တခြားနိုင်ငံတွေမှာတော့ဒါကိုလန်ဒန်တရားကစားနည်းလို့ခေါ်ပြီးတရားအောက်ကနေဖြတ်ပြေးတဲ့ကလေးတွေထဲမှာအမြင်မပြေးနိုင်တဲ့သူကအခုလိုမျိုးဖမ်းချုပ်ခံရမှာပဲဖြစ်ပါတယ်ဒီကစားနည်းဆော့တဲ့အခါမှာအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ကစားကြပေမဲ့ဒီကစားနည်းကဘေကစတင်လာလဲဆိုတာကိုသိသွားရင်တော့ဝမ်းနဲ့သွားကြမယ်ထင်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလန်ဒန်တရားကြီးတည်ဆောက်တဲ့အခါတုန်းကကလေးငယ်တစ်ယောက်ကအော်ဟစ်ငိုနေခဲ့ရပါတယ်အကြောင်းရင်းကတော့ဒီတရားဆောက်တုန်းကအဲ့ဒီကလေးငယ်လေးကိုအရှင်လက်လက်မြေမြုပ်ပြီးတော့ပွဲတင်ပြီးဒီတရားမှာအဆောင်အနေနဲ့ထားခဲ့လို့ပဲဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကတရားကိုစောက်ခဲ့တဲ့သူတွေကကလေးငယ်တယောက်ကိုတရားဖြတ်ကူးရမယ်လို့ပြောပြီးလင်ခေါ်သွားခဲ့ပါတယ်။အဲ့ဒီတရားအောက်ကကျွင်းကြီးတစ်ခုထဲမှာအရှင်လက်လက်ပိတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီကလေးငယ်ငယ်လေးကကျမတို့ကစားတဲ့အခါမှာအဖမ်းခံရတယ်လို့ပဲတရားအောက်မှာအရှင်လက်လက်အဖမ်းခံခဲ့ရတာပါ။အကယ်လို့နားထောင်တဲ့သူတွေကသာငငယ်တုန်းကဒီအကြောင်းအရာကိုစောစောသိခဲ့မယ်ဆိုရင်ဒီကစားနည်းကစားတဲ့အခါမှာပျော်ပျော်ရွှင်ရွှင်ကစားနိုင်မှာမဟုတ်ပါဘူး။မဟုတ်ပြပေးခဲ့တာဆိုရင်ငငယ်ကကိုရီပျော်ရွှင်ရွှင်ကစားခဲ့ရတဲ့ကစားနည်းတွေရဲ့နောက်ွယ်မှာအခုလိုမျိုးထိတ်လန့်စရာကြောချမ်းစရာအမောင်ဘက်အချမ်းတွေရှိနေတာကိုပြပေးခဲ့တာပဲဖြစ်ပါတယ်။နားထောင်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ခဲ့ပေးပါဦးနော်။